furniture တွေဝယ်တဲ့အခါမှာဘာတွေအရေးကြီးပါသလဲဘာတွေသိထားဖို့လိုလဲဆိုတာကိုကျမကရှင်းပြပေးပါမယ်ကျမကစင်ဒီထုံးမှာကျမပထမဆုံးပြပြချင်တာကကျမတို့မြန်မာလူမျိုးတွေ furniture တွေ mattress တွေဝယ်တဲ့အခါကျလို့ရှိရင်ဘယ်လိုအချက်တွေကိုကြည့်ပြီးတော့ရွေးချယ်ပြီးတော့ဝယ်လို့ရမလဲဆိုတာကိုရှင်းပြပေးပါမယ်furniture တွေဝယ်တဲ့အခါမှာအရေးကြီးတဲ့အချက်၄ချက်ရှိပါတယ်ပထမဆုံးအချက်ကတော့ quality ပါပစ္စည်းတွေဝယ်တဲ့အခါမှာအရွေသွေးကောင်းတဲ့ပစ္စည်းတွေကိုဝယ်ဖို့အရေးကြီးပါတယ်ကိုဝယ်လိုက်တဲ့ပစ္စည်းကအရွေသွေးမကောင်းဘူးဆိုလို့ရှိရင်ရှာရှည်ခံမှုအတွက်လည်းစိတ်မချရပါဘူးအဲကြောင့်မို့လို့ကိုပေးတဲ့ဈေးနှုန်းနဲ့တန်မတန်ဒီပစ္စည်းရဲ့ quality အရေးသွေးကောင်းမကောင်းကိုအရင်ဆုံးအဓိကထားပြီးစစ်ဆေးရမှာပါဒုတိယအရေးကြီးဆုံးအချက်ကတော့ကိုယ့်အခန်းရဲ့ measurement ပါ furniture တွေမဝယ်ခင်မှာအခန်းရဲ့အခြေအဝန်းနဲ့အနေအထားကိုအရင်ဆုံးသိအောင်လုပ်ရပါမယ်အခန်းအခြေအဝန်းကိုသိပြီးတော့မှ furniture တွေဝယ်တာကောင်းပါတယ်နှမို့လို့ရှိရင် furniture တွေကိုအရင်ဝယ်လိုက်တဲ့အခန်းရဲ့အခြေအဝန်းကိုမတိုင်းထားလိုက်ဘူးဆိုရင်ပစ္စည်းတွေရောက်လာတဲ့အခါမှာအခန်းနဲ့မဆန့်တာမျိုးအခန်းထက်ကြီးနေတာမျိုးအခန်းထက်သေးနေတာမျိုးတွေဖြစ်တတ်ပါတယ်အဲကြောင့်မလို့အရင်ဆုံး measurement ကိုတိုင်းတာပြီးတော့မှဝယ်ပါလို့အကြံပြုချင်ပါတယ်တတိယအရေးကြီးတဲ့အချက်ကတော့ functionality ပါ functionality ဆိုတာကကိုဝယ်လိုက်တဲ့ furniture မှာဘယ်လိုမျိုး function လေးတွေပါတယ်လဲအဲ့ဒီ function တွေကကိုလိုချင်တဲ့ function မျိုးဟုတ်ရဲ့လားကိုအတွက်တကယ်အသုံးဝင်လားဆိုတာကိုသိထားဖို့လိုပါတယ်နံပါတ်၄ခုမြောက်အချက်ကတော့နံပါတ်၄ခုမြောက်နဲ့အရေးကြီးဆုံးအချက်ကတော့ budget ပါကိုက furniture တွေ mattress တွေမဝယ်ချင်မှာကိုသုံးချင်တဲ့ budget ကိုအရင်သိအောင်လုပ်ထားပါမယ်sofa တွေမှာဆိုရင်ဘယ်လိုဈေးမျိုးလေးတွေရှိတယ် dining set တွေဆိုရင်ဘယ်လိုဈေးနှုန်းတွေရှိတယ် bedroom set တွေဆိုရင်ဘယ်လိုဈေးနှုန်းလေးတွေရှိတယ် mattress တွေဆိုရင်လည်းဘယ်လိုဈေးနှုန်းလေးတွေရှိရဆိုတာကိုအရင်ကြိုပြီးတော့လေ့လာထားပါကိုသုံးချင်တဲ့ budget နဲ့ကိုင်မကိုင်ကိုအတွက်အဆင်ပြေမပြေဆိုတာကိုလည်းသိဖို့အရေးကြီးပါတယ်ဒီလိုဆိုလို့ရှိရင်အရင်ဆုံးသိထားရမယ်အရေးကြီးတဲ့အချက်၄ချက်ကိုကျွန်မကရှင်းပြပေးတာပါတကယ်လို့ furniture တွေ mattress တွေဝယ်နေဆိုရင်ကျွန်မတို့ရှိမှာ Labor Day promotion ရှိပါတယ်တကယ်လို့အိမ်အသစ်ပြောင်းလို့ပဲဖြစ်ဖြစ်အခုလက်ရှိနေတဲ့နေရာကိုပဲ renovation လုပ်လို့ပဲဖြစ်ဖြစ် furniture နဲ့ mattress တွေလိုချင်နေဆိုရင်ကျွန်မကိုဆက်သွယ်လို့ရပါတယ် Labor Day promotion ရှိတဲ့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်